ကောင်းကင်ဖခင်ရဲ့မေတ္တာဟာကျမတို့လူသားဖခင်တွေစီမှာတွေ့ရှိရလို့ဘုရားခင်ကိုကျေးဇူးတင်တယ်ဒီနေ့အမေလိုချော့မြူခြင်းမရှိတဲ့အဖေများအမေလိုမျိုးတည်တည်တတာနဲ့သားတွေသမီးတွေအတွက်ပြင်ဆင်မှုမရှိတော့လေဒီနေ့ဘုရားရှင်ကထိုသားတွေသမီးတွေအတွက်မြင့်မြတ်တဲ့အဖေရဲရင်သောအဖေဂုဏ်သိက္ခာရှိသောအဖေအထူးသဖြင့်တတိုင်းကြီးအနေနဲ့ရှိလျက်သားသမီးအားလုံးရဲ့ရင်ဘတ်ထဲမှာသူရဲ့ကောင်းဖြစ်ကြောဖေဖေများကိုပျောက်တော်သားဆိုတဲ့ဇလန်းလေးနဲ့ဂုဏ်ပြုပါတယ်ဒီဇလန်းလေးကရှင်လုကာခရစ်ဝင်အခန်းကြီး15အငယ်7မှ30နဲ့အေဖတ်အခန်းကြီး6အငယ်1မှ3ကိုရည်ညွှန်းပြီးတော့မှရေးဖွဲ့ထားတဲ့ပြဆက်လေးဖြစ်ပါတယ်ဘယ်ချိန်ရှိနေပြီလဲ12နာရီထိုးတော့မယ်တားပြန်မလာသေးဘူးလားဒက်ဒီရဲ့အိတ်ဆရာရှိတာအိတ်ပါကွယ်တားဒီညသူ့တငယ်ချင်းတွေနဲ့သွားမယ်ဆိုပြီးနောက်ကျမယ်လို့မမီကိုပြောထားပြီးသားအိတ်လိုက်တော့နော်သူ့တငယ်ချင်းဟုတ်တယ်လေဘသူတွေလဲသူ့တငယ်ချင်းတွေဆိုတာဟန်နရီတို့အောင်ထူးလွင်တို့တားရဲ့အချစ်ဆုံးတငယ်ချင်းတွေပေါ့အချစ်ဆုံးတငယ်ချင်းဟန်နရီတို့အောင်ထူးလွင်တို့ဟာမမီသူတို့နဲ့ဘာလို့လှုပ်လိုက်ရတာလဲဘာဖြစ်လို့လဲဒက်ဒီရဲ့တားကိုသူတို့ကချစ်ရှာပါတယ်ချစ်ရှာတယ်အေးလေတော့ပါပြီမမီရဲ့မမီသူတို့အကြောင်းဘယ်လောက်သိလို့လဲသူတို့ကမိဘတွေအချိန်ဝါနဲ့မယိုင်းဆိုးသွားနေတဲ့ကလေးတွေဟုတ်လားဟာမမီသူများသားသမီးဆိုဖြက်လို့ဖြက်စီးလို့ချင်ကြတယ်မင်းကလေးဆိုထမိန်မမြင်လိုက်နဲ့အိုးပြေးလိုက်ပြီးသားဟုတ်နိုင်ပါမလားအသက်ကလေးတွေကငငယ်ရွယ်ရွယ်စီကလက်လေးတစ်ဖွားဖွားဘီယာလေးတမြမြနဲ့ရံမွဲဆိုတာတစ်ကြိမ်ကြိမ်အဲ့ဒီဟန်နရီနဲ့အောင်ထူးလွင်ဟာဟုတ်ပါဒက်ဒီရဲ့မိကောရဲစခန်းမှာလေအာမကန်နဲ့ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့အချိန်မောင်ကမနေတော့ဘူးမမီရဲ့မမီအခုနောက်ဆုံးလေဆေးဆွဲနေတယ်လို့ကကြားတယ်မမီဟန်နရီကဟုတ်ပါမလားဒက်ဒီရဲ့မမီအဲ့လိုလူတွေနဲ့ဘာလို့ထည့်လိုက်ရတယ်လေမမီကြားတာသူတို့ကမိကောင်းဖခင်သားသမီးတွေသူ့အမေဆိုလဲဒက်ဒီနဲ့စိမ့်ဘတ်တွေလေဟိုဘက်လန်ဒေါ်နိုင်ဆက်စုတို့ဘာလို့သူ့အမေလေအဖေလည်းပါဒက်ဒီနဲ့တည်ရတယ်မမီဒီချာမသိလားဒေါ်နိုင်ဆက်စုကဒက်ဒီတို့ကလေစီးပွားရေးကိုလူတကာဆွမ်းလုံးပေါင်းပြီးလုပ်နေတာဘယ်သူကဘလို့ဖြစ်နေလဲဆိုတာဒက်ဒီကုန်ပြီးတယ်တော်ပြီမမီနောက်တစ်ခါသားကိုအဲ့ဒီသူတွေနဲ့လုံးဝမပေါင်းစေနဲ့ဒါပဲကွာအေးပါဒက်ဒီရဲ့စိတ်ရှောင်မပေါင်းဆိုလည်းမပေါင်းတော့ဟုတ်တယ်စောတော်နာလိုက်တော့မနေ့ပြန်ကြရင်လည်းအလုပ်သွားရအောင်နော်ပြီးခါအောင်မယ်ဟာအေးနော်ရောက်ပြီလားကွာအေးဒါမင်းမောလို့ဘဒူးအိမ်လဲကွာအေးနေရောရငါ့ရောက်မရောငါဆန်းလို့ရတယ်ကွာခဏဆော့မင်းဘလို့ကြမ်းမလို့လဲခဏလေးရောခွဲဝါလို့မျိုးမအော်ရဘူးဒီလိုဟောမင်းအော်တယ်အော်တက်တာဗောဗျာပြန်ဟောင်းလဲကြားလာရောကြားရဘူးဗျာအေးဒါဆိုတစ်ချက်တော့မှန်သွားပြီဟောလူမဟောင်းရင်ခွေးဟောင်းမယ်ဟောင်းလေမင်းတို့ဆောင်ကြည့်ခွေးမဟောင်းရင်လူဟောင်းမယ်ခွေးမဟောင်းရင်လူဟောင်းငါသိပါရဲ့မင်းမူးရိုးရိုးပဲမမီမမီဟေးမိုင်းတားပြလားဟေးအော်ကြီးဖြစ်တယ်ဘာဖြစ်နေရလဲဟေ့အေးလူဟောင်းပြီးကွာဒါငါ့ရင်ဟောင်းအေးလူဟောင်းလဲပြီးတော့ငါတို့လစ်ပြီးရလစ်ပြီးโอเค see you okay ဟာလေးဆုံးမယ်ဟဲ့
ရသေးမေ ဘလို့ဖြစ်လာတာ မင်းဘလို့ဖြစ်လာလဲ ဒါဘာဖြစ်လို့လဲတဲ့ဒီကတငယ်ကြီးတွေကပါတီဆိုလိုက်ပါတီကြပါတဲ့ဒီကတော့ ဟာကွာဘေးချိန်ရှိပြီလေမိဘတွေကဒီလောက်အချိန်ထိမင်းပြန်လာမယ်ကိုစောင့်နေတာမင်းမသိဘူးလားကွာ အိမ်ပါတယ်ဒီရဲ့ အေးဟုတ်ပါတယ် တာ တာ ရဲ့ ရဲ့ ကိုယ့်ကိုပြန်လို့တော့မတ်မိပါသေးရဲ့ဒီရဲ့ အေးပါတာရဲ့အေးပါတော့ကြောင်မကောင်းကြမကောင်း မင်းနဲ့ဟိုရလာငါပြောတယ်ရှိရဲ့ တဲ့ဒီရဲ့အေးပါစေ ဘာပဲဗျာစော်ရင်းကြီးတွေရရစ်တာပဲ ငါပြောနေတယ်ထိုင် မထောင်နိုင်တော့ဘူးလေ အိုးဒုက္ခပါပဲ ငါပြောနေတယ်လာထိုင် ကဲခဏလေးထိုင်နေနားထောင်လိုက်ပြီးအိတ်နေလားမမီဖဲနေကြည်တမ်း အေးပါ တို့မဆုံးမတဲ့အတိုင်းပဲဒီကောင်စိုးသွမ်းနေတာဒီတိုင်းဆိုမလွယ်ဘူး ကဲဘာပြောမှလဲဒီပြောရကြီးကပြောလေဗျာ အေးအခုမင်းပြေပြန်လာတယ် ဘုံနေဘောဘယ်သူရှိမအောင်တားရဲ့ချစ်ဆုံးတငယ်ချင်းအောင်ထူးလင်းတို့ဟန်ရီ အေးအဲ့ဒီအောင်ထွင်းလင်တို့ဟန်ဒီတို့ကြောင့်ပဲပြောမလို့မင်းတို့နဲ့ပေါင်းတာတွေကိုရက်တန်းရက်ဒါပဲ ဘာကိစ္စလဲရမှာဒီရီလေ မင်းတို့ကြောင့်ဘယ်လောက်သိလို့လဲခုနပဲမမီကိုငါပြောပြီးပြီသူတို့တွေကမိဘတွေအချိန်ပါတယ်မန်ရိုင်းစိုးသွမ်းနေတဲ့ကလေးတွေမင်းတို့လိုမျိုးသူများသားသမီးဆိုဖျက်လို့ဖျက်စီလုပ်ချင်တဲ့လူတွေမင်းကလေးဆိုလေထမင်းမင်းလိုက်နဲ့တက်ကလေးတွေကငငယ်ရွယ်ရွယ်စီးကလက်လေးတစ်ဖက်ဖက်နဲ့ဘီယာလေးတမြမြကွာရဲစခန်းမှာဝင်လိုက်ထွက်လိုက်လုပ်နေတဲ့အချိန်မှမနေတော့ဘူး ဟာဒီဘိုးတော့ဘာလို့သူများသားတွေတော့ထိခိုက်ရလဲ အေးတူပြောကြပါဟဲ့ဘေးနေကြားကုန်မယ် သူများကိုထိခိုက်နေတာမဟုတ်ဘူးကွာငါအမှန်တိုင်းပြောနေတာအေးနောက်ဆုံးတန်ကိုကုံပြောမယ်ကွာမင်းတို့နဲ့ပေါင်းတာတွေကိုရက်တန်းရက်ဒါပဲတော့အဲ့တော့ အေး ရဘူးဗျာ တော့ပါသားလေးအေးလိုက်ပါမချိုက်ဆိုလည်းမပေါင်းနဲ့ပေါ့ပြီလား ဘာသိလို့လဲမေမေလက်ကားလူကြီး ဘိုးတော့ အေးပါတော့အေးတဲ့ဒီစိတ်လျှော့ပါကွယ်မနေ့ပြန်ကြရင်လည်းခရီးထွက်ရမှာဟုတ်ပြီလားသားလေးကိုကြည့်ပြောထားပါမယ်ဟဲ့ မမီတားလေးကိုရန်စိုးရိမ်နေကွာမမီတားလေးကိုကြည့်ဆိုင်တယ်တားလေးရန်ပြက်စီးနေတယ်ကြာ တယ်ဒီဆိုရင်တော့မဟုတ်ပါဘူးသားလေးကထင်တယ်လို့လည်းမပြက်စီးသေးပါဘူးစိတ်အရန်ပုံနေလို့ဖြစ်မှာပါ ဒေဒီမာလေးမိသားစုအတွက်စားဝတ်နေရေးအတွက်အလုပ်တွေစူးစမ်းရုန်းကန်နေရတာတားလေးကိုကြည့်ဆိုင်လို့များဖြစ်နေပြီလားတားလေးရန်ပြက်စီးနေပြီလားမမီ မဟုတ်ပါဘူးတဲ့ဒီရဲ့အဲ့လောက်လည်းမစိုးရင်နဲ့နော်မမီသားကိုကြည့်ပြီးပြောပြပေးပါမယ်ဆုံးမပေးပါမယ်နော်တယ်ဒီနားလိုက်တော့နော်စောစောဒီညနော်မနေ့ပြန်ကြရင် တားကိုသိချစ်တယ်ဆိုတော့မမီသိတယ်နော်အဲ့လိုတားကိုလေမမီသိသူတို့ပြောပြပေးပါနော် ပြောပြပေးပါမယ်တဲ့ဒီရဲ့ ကောက်ဖြုတ်ချမ်းသာမှုများရဲ့ကြတို့တိုင်းမြုံငယ်လေးရိုင်းနဲ့ပြိုလဲမသွားအောင်ကာကွယ်မှုပေးအမေလူရင်မချွေပြီးချူတဲ့မဆိုပေမဲ့အနမ်းတွေညင်သာပေးပြီးမချောသိပေမဲ့လေအစင်မြေရင်နဲ့ရွှေလန်းစီမဲစကားများဆိုပေမဲ့အချိန်ပေးကအမြင်နာမမနေနိုင်ပေမဲ့လေ က
ပေမဲ့လေရင်နဲ့စင်မြဲရွှင်လန်းစီမဲစကားများဒီတာဖွဲအချိန်ပေးကမြင်နာမမနေနိုင်ပေမဲ့လေဘဝပင်လေပြင်းကြီးလေမုန်တိုင်းထန်နေစေလိုက်လီအန်တူရဲ့ကဲပါဒေဒီရဲ့သွားလိုက်ပါတော့နောက်ကျနေပါမယ်တားလေးကဒီလောက်တောင်အိတ်မောကျနေတာတော်တော်နဲ့နှုံးမှမဟုတ်ဘူးညကလည်းဒီလောက်တောင်တောက်ထားတာဒေဒီရဲ့ဒီမြန်နောက်ကျနေပါတော့မယ်ဟုတ်တယ်ပါဒေဒီမှလည်းအလုပ်သွားတဲ့အချိန်မှာတားကမနိုးတာနဲ့ဒေဒီအိတ်ပြင်ရတဲ့အချိန်မှာတားကပြန်ရောက်လာတယ်ဒေဒီတော့တားကိုရန်လွှမ်းနေပြီကွာအေးပါဒေဒီရဲ့မမီလေးတားနိုးလာတဲ့ခါကျရင်တားကိုဒေဒီကဘလောက်တောင်ချစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်ကျေးဇူးပါမယ်မမီရဲ့အေးပါဒေဒီရဲ့စိတ်ချလက်ချသွားပါနော်ဒေဒီခုလို့အလုပ်တွေကြိုးစားလုပ်နေတယ်ဆိုတာတားအတွက်ဆိုတာမမီသူ့နိုးလာပြောပြပေးပါနော်စိတ်ချပါဒေဒီရဲ့ပြောပြသွားတော့မယ်အေးဒီမှာအေးโอเคစိတ်ချလက်ချသွားတော့ဒေဒီနော်သွားပြီနော်မမီလောကဒဏ်ရာဒဏ်ရဲ့ကျွေရဲ့ရင်ရှိကရင်ဆိုင်ရင်လေအိုးအနေနဲ့တော့ကအရေးကျွေတာဝန်ယူတာကိုယ်ဖေးရှာပေးအသက်နဲ့ခံနာကြည့်တဲ့ရွေးလေပေးစချင်နေရင်ဆိုင်ပြုံးရီအိုးမယုံနိုင်အောင်ကြည့်မလေးအဖေမြတ်တာနဲ့ဂျေဇူးတွေညနေဒီနေ့ဘာလို့ရကောင်းရဘာလို့ရကောင်းလဲလို့စော်ရှုံးမယ်မင်းစော်ရရှိလို့လားမင်းကဒီချိန်ဆိုအလန်းလေးလာမင်းကအလန်းလေးလာတယ်ကြည့်ဟာဘုမတော်ကြီးလားဟဲ့မင်းကလေလောက်လန်းရအမကြီးတင်တယ်လမ်းနေဗျလမ်းနေဟေးနေငါလင်းလိုက်အောင်ဟဲ့ပုံမလဲလို့ဟဲ့တောင်ထိပ်ပေါ်မှာဖယားတန်စုသည်ရင်နဲ့အောင်ဒီကောင်ငါဒီငါမရင်ရင်ဒီရင်ကောက်ဒီကောင်မလေးငါကိုချင်းစားပြပေးဖိုးဘာလုပ်နေရလဲဖိုးပဲရီးသားစကားပြောတာလေရှင်လုံလောက်ချီလားဖဲအမလေးရေအမလေးကိုဒီကောင်လို့ရတယ်ဒီကချစ်လို့ရီးသားစကားပြောတာလေဘလို့ဖြစ်နေရလဲရှင်ဖဲလို့ပြောနေရလေဂီတာလေးပေါ့ခေရောငါတို့ကငဖယ်မမဟုတ်တယ်မင်းကလည်းငဖယ်သားရင်ဈေးထဲသွားလို့ပြောလိုက်ရှင်တို့ဘလို့ဖြစ်နေရလဲဖဲ့ကျမလည်းတောင်မလေးတရားကိုတွေ့ရင်ဒီလိုမျိုးပြောရတယ်ယုတ်ဟေးယုတ်ဒီမြောက်ကလည်းတမျိုးဟဲ့တကယ်မရဲ့မြောက်ဖဲ့စမ်းဟဲ့တကယ်မရဲ့ချောလို့လာလို့ပါယုတ်ရှင်တို့ဘလို့ဖြစ်နေတာလဲဖဲ့ဆိုနေမှငါလေးတော့မင်းတို့ငါတဲ့ညံ့တော့ကြီးရောမင်းဟာကောင်းလေကောင်းလေးလွတ်လိုက်မင်းပါလေဟိုဘောင်းနေတာမင်းဆက်လို့ရှင်တို့ဖဲ့လို့ပြောနေနော်မဖဲ့ဘူးလားဖဲ့ပေးလိုက်ရမလားယင်နှလုံးသားစကားပြောကျမရိုက်မိတော့ဖဲ့လို့ပြောနေနော်ဘာဖြစ်နေကြတာလဲဟဲ့မင်းဖေတော်လုံးနဲ့လူတွေဦးတောင်းမှလည်းကွယ်ဦးရဲ့သားတွေပါဘာသမီးထွီးတော်တော့နော်ဒါရှင့်သားတွေဟုတ်လားဘိုးတော်ကြီးကျမတခါတည်းပြောမယ်ရှင်တို့အဖေတွေကလေဒီလိုမျိုးသားဆိုးသားမိုက်တွေကိုလိုက်ပြီးတော့မှလမ်းပေါ်မှာတလားနေတာကိုလေလိုက်ပြီးတောင်းပန်နေမဲ့အစားအိမ်မှာကလေးကလေရှင့်သားတွေကိုနားအောင်ထိန်းထားတဲ့နဲ့သိရလား
ရှက်ကိုမရှိတဲ့ကောင် မင်းဖေဘလို့ကြီးလဲရနေရာကဝင်ပါတာဘလို့ကြီးလဲရမင်းကြီးချက်လောက်ပါဦး ခင်ဗျာ မင်းစင်းမင်းဘာတွေလုပ်နေရလဲကွာမင်းကလေးတယောက်ကိုအဲ့လိုဒီရှေ့ရအောင်မင်းတို့နောက်ဆက်နေ ပါ တယ် ဆိုင်လေခင်ဗျာနေရာကလိုက်ပါခြင်းနဲ့လူပဲကိုကကောင်နေ အေးပါလေချော်တယ်ခင်ချော်တယ် ဟာဒီနေ့ငါသားစောစီအိမ်ပြန်ရောက်နေပါလားဒီတော့သားနဲ့အတူတူထမင်းစားရမယ်ထင်တယ်တာရောက်နေရကြပြီလားဒီနေ့ဘယ်မှမတော်ဘူးလား ဒီနေ့ဘယ်မှမတော်ဘူး ဘယ်မှမတော်ဘူးဘာဖြစ်လို့လဲတာနေမကောင်းလို့လားမှန်မမီဘာလုပ်နေလဲတာတော့ဒယ်ဒီတော့ဒီနေ့တားနဲ့အတူတူထမင်းစားမယ်တင်တယ်ဖွယ်ဖွယ်ရဘာပြင်လာလဲဒယ်ဒီတော့စားကောင်းတော့မှာပဲ ဒီမှာလေဒီသမင်းလည်းမစားဘူးဘာမှဖွယ်ရလည်းပြင်စရာမလိုဘူးကိုယ့်ကိုနေစမ်းပါဗျာလက်ကစိတ်ရှုပ်လို့ တာဒယ်ဒီကိုအဲ့လိုမပြောဘူးလေဘာဖြစ်လို့လဲတာရဲ့ မပြောပါဘူးမပြောချင်လို့လည်းနေနေတာဟေးဒါပေမဲ့ပြောလဲစားလဲတော့ပြောဦးမယ်တဲ့ဒီနောက်တစ်ခါလူကိုလက်ပြီးတော့မမီတဲ့ဒီနောက်ကလူကိုလိုက်ပြီးတော့လိုက်မထိန်နဲ့ဗျာကျွန်တော်ရဲ့လက်ပေးပြီးထိရမယ့်ရွယ်မဟုတ်တော့ဘူး မဟုတ်ဘူးလေတာရဲ့ဒယ်ဒီတာကိုထိန်းတယ်ဆိုတာကတာဒီတာလမ်းမမှာဆိုလို့ဒယ်ဒီကထိန်းတာပါတာဒယ်ဒီကိုအမြင်မှားနေတာပါကွယ် ဒါကတဲ့ဒီလူရှိသူရှိလာအာနာပြဖို့တော့ပဲစဉ်းစားနေတာ မဟုတ်သေးဘူးတာရဲ့တာရှင်းဒယ်ဒီရှင်းပြမယ်တာရဲ့တာဒယ်ဒီကိုအပြင်မားနေတယ်ဆိုတာဒယ်ဒီရှင်းပြမယ်တကယ်တော့ဒယ်ဒီအလုပ်တွေကြိုးစားပြီးလုပ်နေတယ်မိသားစုအတွက်ဒယ်ဒီအချိန်မပေးနိုင်ဘူးဆိုတာကတာအတွက်မိသားစုအတွက်လူရှိမှတင်းတောင့်တင့်တယ်နေနိုင်မှုဒယ်ဒီအလုပ်တွေကြိုးစားလုပ်နေတာပါတာရဲ့နောက်ပြီးတော့တာကိုအာနာပြသလိုလိုနဲ့ဆရာကြီးဝင်လို့တယ်နေရာတကာမှာဆရာကြီးဝင်လို့တယ်ဆိုတာကလည်းတာလမ်းမမှာဆိုလို့တစုံတရာဖြစ်သွားမှာဆိုလို့ဒယ်ဒီကထိန်းချောင်းတာပါတာရဲ့တာဒယ်ဒီကိုမြင်မမပါနဲ့ကွာ တဲ့ဒီဟာညီမဇလန်းတစ်ပုတ်ကြည့်နေတဲ့အတိုင်းပဲတဲ့ဒီဒီမဲ့တဲ့ဒီဒီကကောင်လဲညီမဇလန်းကြည့်ရင်မလွမ်းတဲ့ပြင်ဒီမဲ့ဟော်ရီဖန်နဲ့ TV ဗန်သားမျိုးရိုက်ခွဲတဲ့အချင်းရှိတယ်တဲ့ဒီနော်ဘာမှလာပြီးရောမနေနဲ့တဲ့ဒီဒါတဲ့ဒီစီဝိုင်းလောက်တဲ့နေရာမဟုတ်ဘူးနောက်တစ်ခုထပ်ပြောမယ်တဲ့ဒီဟာတားတွက်ရှာတယ်တားကတဲ့ဒီသားတဲ့ဒီကတားတွက်ရှာမလို့တဲ့ဒီရှာတာတားဖြုံးမယ်ဒါပဲ sorry ပဲဘုရား လဲပါလားလိုစီယုံမှန်လား လိုမှမရပါလား
ကားများကြည်တာဖွယ်အချိန်ပေးကအမြင်နာဘာမနေနိုင်လိုက်ဘူးမမီမိုင်တမနေ့ကတည်းကလုံးဝမချင်နေဘူးဗျာဒယ်ဒီကို ဟဲ့တာဘာဖြစ်လာတာလဲပြောစမ်းမအောင်ကွယ် ဟာဘာဖြစ်ရမှာလဲမမီရမနေ့ကတော့တာအေးချမ်းလေးကံပေါ်မှာသွားပြီးတငယ်ချင်းလေချင်းခံလကလူဗျာလာပြီးကောသွားတယ် ကံမောင်ပေါ်မှာ ကံပေါ်မှာလေတာတငယ်ချင်းနဲ့ တငယ်ချင်းနေဆိုတာက မမီရလည်းဘယ်သူရှိမှလဲဟိုကောင်လေးဟန်နရီတို့အောင်ထူးလင်တို့ဗော လာပြန်ပြီဒီကလေးတွေနဲ့ပေါင်းတာကိုတားအဖေမကြိုက်ဘူးဆိုတာသိရမလားမပေါင်းနဲ့ပေါ့ဘာဖြစ်လို့ပေါင်းချင် မမီဘာသိလို့လဲဒီကောင်လေးတားဘောရမ်းကောင်းတာမမီရေလေကောင်းတာနေပါဦးအဲ့လိုပြော तू ကတားကိုဘယ်နှခါ follow လုပ်ပေးဘူးလို့တော့ပြောသမ်းမအောင်နေရကငွေနောက်လိုက်နေတဲ့လူကြီး တားထင်လွဲနေပြီတားရဲ့တားဖေကတားကိုချစ်ရှာပါရဲ့တားအတွက်ပဲအချိန်ကုန်ခံပြီးတော့အလုပ်ကိုလုပ်နေရတာတားကိုအချိန်မပေးချင်လို့မှမဟုတ်တာတားရဲ့နားလဲပါ တော်ပါပြီမမီယာမမီလည်းဒီမှာပဲတော်တော့တောက်လာပြီးထက်ပြီးပြားရည်စမ်းပြီးဒယ်ရီကိုကြောင်းလာပြောမိတယ်နော် ဟဲ့မမီကတားကိုချစ်လို့ပြောတာပါ လက်ကတူကြီးမိုင်းတောက်တာမမသိနေရာကဆရာကြီးလိုက်ပြီးအာနာလိုက်ပြငေါ့ဆရာရှိရင် तू ကထိတ်ကပဲ တားရဲ့အသားအထင်မှားနေပါပြီတဲ့ဒီကိုအဲ့လိုမပြောအောင်တော့တား လက်ကအာနာလိုက်ပြပွဲတယ်တော်ပြီမကြီးစကားဒီမှာပဲရက်တော့မှာပြီ ကဲ တောက်တာမမသိတာနေကောင်းမဲမကောင်းမဲမသိနေရာကလိုက်ပြီးအာနာပြနေရ အေးပါ ဟောလာပြီးအကောင်းမြင်တော့လာပြီးနားမချနဲ့မမီတော်ပြီမမီလည်းတူတူပဲ ကဲတားရဲ့အထင်လွဲနေပါပြီတားရဲ့တကယ်ပါပဲတားမသိဘူးနော်တားအဖေကလေတားလေးအိတ်နေတဲ့အချိန်မှာတားကိုအနမ်းနေပြီးရဲ့ခါကျရင်အလုံးမသွားခင်မှာတော့မှတားကိုတကယ်ပဲချစ်တဲ့အကြောင်းလေးပြောတာတားလေးကိုဒါတွေသိစေချင်တယ်တားရဲ့အဖေကိုနားလဲပါ အဲ့ဒီရဲ့နဲ့တော့ကရိတ်ကျွေးတောင်းယူကကူညီဖေရှာပေးအတန်နဲ့ခန္ဓာတည်တဲ့ရွေးနေပေးစချင်နေရင်ဆိုင်ပြုံးနေအိုးယုံနိုင်အောင်ကြည်မလေးတဲ့အဖေမြတ်တာနဲ့ဂျေဇူးလာမပြောနဲ့ဒယ်ဒီတားကလိုက်ပြီးပိတ်ပင်နေတာဒယ်ဒီလွန်လွန်းနေပြီဒယ်ဒီ ဟာပိတ်ပင်နေဆိုတာကမင်းမနေတဲ့အရာတွေကိုပိတ်ပင်တာလေ အခုဘာမှလို့လဲတော့ဟိုကောင်တွေကလိုက်သွားတယ်သူကလိုက်ပဲလိုက်သွားတာဘာမှမလုပ်ဘူးအဲ့တော့ဘာမှလဲ အဲ့ဒီကစားပွဲသွားတယ်ဆိုကြတော့မင်းမှားနေပြီကစားပွဲကိုသွားဖို့ဒေဒီရပဲခွင့်ပြုတယ်ဆိုရင်တာနောက်တစ်ခါသွားဖို့စိတ်ပါလာမယ်ခဏသွားမယ်နောက်ဆုံးကစားမယ်ကစားပြီးပျက်စီးမယ်လေကဲမင်းဘာဆက်ပြောမလဲ ကြော်တော့တယ်ဒီသားတို့ရဲ့ကကိုယ့်ရဲ့ကိုထိန်းတဲ့အကျွေရောက်နေပြီ ဒေဒီရထိန်းနေတယ်ဆိုတာကမင်းမဆိုလို့ထိန်းနေတာ သားတို့လိုက်ပြီးကလေးတငယ်လို့နွားထင်းတို့လိုက်ထင်းရတဲ့အရွယ်မို့တော့တယ်ဒီနော် ဘာမင်းစကားကြီးစော်စားလိုက်လားမိဘကသားသမီးကိုမှားမှဆိုလို့ထိန်းချောင်းပဲ့ပြင်နေတယ်အဲ့ဒါကိုမင်းကနွားထိန်းသမားလို့ပြောခြင်းတယ်မင်းမရိုင်းနဲ့ โอเคဒါဆိုဒယ်ဒီနဲ့ကျွန်တော်လုံးဖို့တစ်ခုပဲရှိတော့တယ်ဒယ်ဒီကလည်းသားကိုနွားထင်းတို့လိုက်မထင်းချင်းသားလည်းသားကိုနွားထင်းတို့လိုက်ထင်းရသားမကြိုက်ဘူးအဲ့ဒီတော့ဒယ်ဒီအိမ်ပေါ်ကဆင်း ဘာမင်းဘာပြောရလဲ ဟုတ်တယ်လေ မင်းမကရိုင်းနဲ့ ဒယ်ဒီပဲပြောရလေဒယ်ဒီလုံးသမျှကသားအတွက်ပါဒယ်ဒီရှာသမျှကသားအတွက်ပါသူဒယ်ဒီအိမ်ပေါ်ကဆင်းလေ မင်းကွာ ကြောက်သွားပြီလားဒယ်ဒီအိမ်ပေါ်ကဆင်းရမလို့ပါဘူးဟမ်ဒါပေမဲ့ဒယ်ဒီတခုတော့ရှိတယ်နော်
မမီ ตาနင်းဖေဘာပြောနေရလဲအဲ့လိုမပြောရဘူးလေတာမင်းမားနေပြီအဖေကိုအဲ့လိုပြန်ပြောရလားဘယ်နှခါများတာသမီးရမိပါဘူးနင်းချဘူးလေရှိလို့လေတာရဲ့ မကြောက်ပါနဲ့ဒယ်ဒီရဲ့ ကဲဒယ်ဒီလည်းစိတ်လျှော့စိတ်လျှော့ အရာတာတက်ဆိုပြီးအကြောင်းပြပြီးတောက်ယူမဆိုင်နိုင်လောက်အလုပ်တွေဖိလို့စူးစမ်းမရှိတောက်ကိုထိန်းတော့ပါဆိုအာနာတွေဇွတ်ပြတာမပြက်စီအောင်လိုက်ထိုင်လို့လည်းဆရာကြီးလုံနေတာ ကဲပါတာရဲ့မင်းပြောရမှားနေပြီနော်စင်မင်း ရှင်းနေသားနဲ့ထားတော့ပါဆိုတော့မျိုးလုံးကြီးပြူပြီးကြည်နေတာ အေးကဲတာမင်းမားနေပြီနော်ဒယ်ဒီကိုပြန် တော်တော့မမီတာတူနဲ့ဘလို့မှနေလို့မရတော့ဘူးအချင်းမြင့်သားကိုလိုက်ပြီးလိုက်နှိတ်ကုန်နေတာဒီမှာဘိုးတော်စင်ပူနဲ့အိမ်ဘိုးကလည်းခမဆင်းရမလို့ဘူး တာ ဒီမှာပဲနေဒါပေမဲ့ ဒါမှမပဲလေ ကဲတော်ပါတော့ ဒယ်ဒီရဲ့အသားချင်းနဲ့စိတ်စင်းရဲ့ကိုယ်စင်းရဲ့နေခဲ့ရတဲ့အတွက်အမွေတွေအားလုံးတော့ပြီးလိုက်ဖို့မေတ္တာရက်ခံပါတယ်ဗျာ ချစ်တာလေ မင်းကွာ โอเค ကဲစိတ်လျှော့ နောက်နိုင်ဝက်အိမ်ကနေစခွာမယ် ဟဲ့ โอเคနော်မမီသားတို့ကွဲပြဲပြီးဘာမှမလုပ်တော့ဘူးဘာမှလာပြီးဇလန်းစင်မနေနဲ့အမွေတွေစင်သစ်ပြင်ဟုတ်ပြီလားနော် တာနော်တာဒယ်ဒီရဲ့စိတ်လျှော့ပါ ဟိုရဒီလိုနေကိုပြီးထွက်လာတာအရင်ရတာရှိရကွာဟဲ့ အဲ့ဒါဆိုမင်းဖိုးကြီးစရာမင်းအများရလာရမှာဟုတ်လား ဒီကောင်ကလည်းကြားကြိုက်ပါရဲ့ဆိုမှအပေါက်ကြီးနဲ့လာမေးတယ်ချ အဲ့ဆိုမင်းဘိုးတော်ကြီးရရေလက်ထောတဲ့ဘိုးတော်ကြီးအဲ့ဆိုမင်းနေကမုံတော်ရမှာ မင်းကလည်းတထေးသားကွာတထေးသား သိပါတယ် တထေးသား စူပါမန်ဟောတာ မင်းကလည်းမမေးနဲ့ချရောက်ငါတို့သုံးမယ်ဖြုံးမယ်ချဒီတသက်လုံးငါတို့သုံးလို့ကုန်လို့ကုန်မှာမဟုတ်ဘူးချရောက် โอเคချပါသေး โอเคရှီယာ Cheers Yes ဟဲ့လေဒီနေ့တော့လမ်းပဲလမ်းပဲလစ်ပဲရောက်နေဟဲ့ဟဲ့ဘယ်လာကြည့်ဘယ်တော့ဝါချ ဘာလဲမနေရအောင် ဟာမင်းကဒါလက်ကလည်းမဟုတ်မင်းကလည်းချတီလို့သိမမြူ မင်းနိုင်ကလည်းမကောင်းဗျာ အဲ့နောက်တစ်ခုသားပဲနောက်တစ်ခုသားပဲ ကျွန်တော်ဝစားလဲလား မေလူရင်မထွေ
ကိုရောတားလေးကိုစောင့်ရှောက်ပါကိုရောရေကိုရောတားလေးကိုလမ်းပြပါကိုရောတားလေးကိုလည်းတွန်းတင်ပါကိုရောတွန်းတင်ချိန်မှာတားလေးကတကယ်ပဲစစ်မှန်တဲ့နောင်နာနဲ့အတူတန်ဖိုးရှိတဲ့တားလေးဖြစ်အိမ်ပြန်လာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ကိုရောဒါကျွန်တော်မျိုးမှားခဲ့တဲ့ပြစ်တွေကိုလည်းကိုရောတိုင်တော်ကမှတွန်းခဲ့တဲ့အသွေးတော်ကတန်ရှင်းစီမှာပြလို့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အတူအဲ့ဒီအသွေးတော်ကသားလေးကိုလုံခြုံစီမှာဖြစ်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်အာမင်အာမင်တဲ့ဒီရဲ့မမီဖျားရှင်သားလေးကိုစောင့်ရှောက်ပါစေသားလေးကစစ်မှန်တဲ့နောင်နာနဲ့ဒေဒီအိမ်ကိုပြန်လာမယ်ဆိုတာဒေဒီယုံကြည်တယ်တဲ့ဒီရဲ့တားလေးကပြန်လာရင်တော့မှတဲ့ဒီကလက်ခံနိုင်အောင်ပါမလားတားကိုပေးတင်ပေးထိုက်တဲ့အမွေတွေအကုန်လုံးတားကိုတဲ့ဒီကပေးလိုက်ပြီးပြီပဲလေဟာဒေဒီကတားကိုမချစ်လို့စွန့်လွတ်ပြီးတွားကန်းခဲ့တာမှမဟုတ်တာသူလောကကြီးအကြောင်းကိုသိပါစေဆိုပြီးဒေဒီကအခွင့်ပေးခဲ့တာလေတကယ်တော့တားဒေဒီတို့အတွက်တည်သွားတဲ့သားမဟုတ်ဘူးပျောက်သွားတဲ့သားဆိုတာတနေ့အိမ်ကိုပြန်လာစမြဲပါမမီရဲ့အဲ့ဒီလိုပြန်လာရင်တော့ဒေဒီကအရန်ချစ်တဲ့ဟောဒီရင်ပဲကြီးကိုဖွင့်ပြီးတားကိုကြိုးစိုးနေပါပါမတဲ့ဒီရဲ့哇，ဒီတပတ်လိုက်ကြရုံနဲ့တော်ပန်းသွားတယ်ကွာတို့ကောင်လေး relax လုပ်ဖို့နည်းနည်းလုပ်ကျွန်တော်ဘာမှလည်းမလုပ်ရဘူး necklace သွားရတယ်ခုဟုတ်မှာဟောငါပတ်စံမရှိတော့ဘူးမင်းပတ်စံမရှိတော့ဘူးအေးဟာမင်းပတ်စံအများကြီးလေဟာမင်းကတော့မူလက်မဆွဲနဲ့တော့ငါတို့ဘာမှမလုပ်ဘူးနော်ဟုတ်ဘူးကွာဟာတာပြောနေရပါဝမ်းရလေကောင်းတယ်ကွာမနေ့ကငါသွားလိုက်တာအကုန်ပါသွားတယ်ကွာမင်းအဲ့ဒါပဲမင်းကိုပြောတာပဲမင်းမူးရင်တိတ်ပြီးတော့ဇာမတက်နဲ့လို့ပြောတာမင်းကမူးရင်လေထိန်းလို့မရဘူးအခုအကိုရဲ့ဟိုဟာကားနဲ့တိုက်ခန်းနေရောအေးဒီနေ့မနေ့ပဲသူတို့လာသိမ်းသွားမနေ့ကပါသွားတာဖက်နဲ့ကောသိမ်းသွားလားအေးဖက်နဲ့လည်းပါသွားတယ်မင်းအမေဦးတန်းဆိုပြောလို့မင်းကစတုပစ်ပဲဒီမှာ S တလုံးအကြီးနဲ့စတုပစ်ကြီးတွားဟဲ့ဒါကငါမင်းတို့ရှိရပဲဘာဖြစ်လဲငါပတ်စံမင်းတို့ငါတို့ကျွန်တော်တို့အမေကပြောတဲ့အကိုနဲ့မပေါင်းနဲ့တဲ့မင်းကလူစိုးမင်းစဉ်းစားကြည့်လေမင်းကိုမင်းဟမ်မင်းကမိဘအိမ်ကနေအမွေတောင်းပြီးဆင်းလာတာရမင်းတော့ရိုင်းတာမင်းပဲရှိတာမင်းနဲ့ပေါင်းတာငါတို့ပါတိတ်ခါကြောက်မင်းငါတငယ်ချင်းမဟုတ်ဘူးလားတကယ်ငါတငယ်ချင်းလေဟုတ်တယ်လေဒါပေမဲ့ငါတို့တကယ်ချင်းတန်းမှာမင်းလို့အစ်စ်တန်းမရှိတဲ့ကောင်မရှိဘူးဗျာမိဘကိုနော်မို့ချိုးမြချိုးပြောပြီးတော့အိမ်ကအမွေတွေခွဲတောင်းစင်ငါတကယ်ချင်းမှဒီလိုမရှိဘူးမင်း stupid မင်းတောင်းနေချိန်တော့မင်းတို့ဘာပြောလဲစကားများတယ်တော့မယ်ဗျာတော့မယ်မသိဘူးဗျာဟဲ့လေမင်းတို့ဟဲ့လေသားသည်လေမိမိရဲ့ဘဝမှာဖခင်စီကအမွေမြောက်များစွာကိုရခဲ့တော်လဲမိမိရဲ့မာရွေးစွာအသုံးချမှုတငယ်ချင်းများနဲ့ပေါင်းဖော်ခြင်းမှာသာလျှင်ပျော်ပွိုင်မှုပညာမတတ်မှုတို့ကြောင့်သူသည်စားစရာနေစရာမရှိဖြစ်သွားပြီးပြည်သားတယောက်ချမ်းမှာအစေကိုခံပါတယ်အစေခံတဲ့အချိန်မှာလဲသူ့ရဲ့တခင်ကစားဖို့တောက်ဖို့မပေးတဲ့အပြင်တော့ကိုစီလွတ်ပြီးတော့မှသူဝက်ကိုကြောင်းရတဲ့အခါမှာဝ
ဝတ်စာစားခြင်းနဲ့စိတ်ကိုပင်ဖြစ်မတတ်သူဟာစာလောင်မွတ်သိပ်ပြီးတော့နေလျက်ရှိပါတယ်လူတွေတော့မှဝါဝလင်းလင်းစားရတယ်အကြောင်းရင်ငါဒီမှာငတ်ပြီးသေပါတော့မလားဆိုပေမဲ့အနံ့ညင်သာပေးပြီးမချောသိပေးမယ်လေရင်နဲ့စင်မြရွှေလန်းစေမဲ့စကားများကြည်တာပွဲအချိန်ပေးကနေပြီးနာမမနေနိုင်ပေမဲ့ဘဝပင်လေပင်ကြီးတဲ့မုန်တိုင်းချန်နေခဲ့လိုက်လေအန်တူရဲ့နဲ့အာတင်လောကစေဝေနောက်ချောက်ချမှုများရဲ့ရာတို့အတိုင်းညုံငယ်လေးရိုင်းနဲ့ပြိုလဲမသွားအောင်ကားွယ်မှုပေးလောကတည်းရာတဲ့တွေတော့မေလိုမချုံမြူခဲ့ဖေးဒီကကျင်းနေဖို့ငါတော့တမ်းမရခဲ့ဒါပေမဲ့ဖေးအတန်းလမ်းကြီးတစ်ခုလိုရှိနေခဲ့တတ်သဘောပေါက်ပါပြီဖေးကိုကြီးဖေးရှာပေအတန်းနဲ့ခန္ဓာတည်တဲ့ရွေးလေပေးစချင်နေရင်ဆိုင်ပြုံးတွေဒေဒီစီကိုသွားမယ်ဒေဒီကျွန်တော်ဒေဒီကို၎င်းဖြတ်တခင်ကို၎င်းကျွန်တော်ပြင်ပါပြီဒေဒီကိုတားရလို့ခေါ်ခြင်းကိုတော့မထိုက်တန်ပါဘူးဒေဒီအစီကနေရာမှာထားပြီးသားနေရာကိုပေးပါဒေဒီရေတော့ပြန်လာခွင့်ပေးပါဒေဒီsuch an yes I'm your oh you die on Jima lady a pin your darlingဒီနေ့ตายရလိုက်တာမမီမလဲတယ်ဒီရဲ့ဟွေရှိမှာတားမဟုတ်လားဘယ်မှာလဲမလေးတထောင်းစားပါအင်းကတရဝန်ထိုက်ရောက်တော့မသားနာတဲ့ရုပ်နဲ့များမဟုတ်တာမမီရဲ့ဒေဒီသားဒေဒီသိတယ်အဲ့ဒါဒေဒီသားမှစစ်မဖြစ်နိုင်ဘူးဟဲ့အိုးကျန်တော့စောကလာတော့တကားတော့ဖွင့်မယ်ဟုတ်လားတယ်ဒီရဲ့နင်မြန်တော့ဖွင့်ဟဲ့
ကောင်းခွင့်ကြတကောင်းခွင့်ကြ စောက ဟဲ့အဲ့ငါတောင်းပါလားတောင်းလေ ဒေဒီ ဒီတောင်း ဒီတော့ကုလပါဒေဒီ တောင်း တာဒေဒီကိုလည်းကောင်းဖျားတကူကိုလည်းကောင်းတာပြင်မပြီးပါကြီးဒေဒီ လေ တော့တားရမှာပေပြီးအစီရမှာထားပါတော့ဒေဒီရဲ့တော့ဒေဒီနေရာမှာတားကြီးဒေဒီကမခိုးလို့မပြီးပါဒေဒီ တားလေးရဲ့ မမီတားအတွက်ဒေဒီပြင်ထားတဲ့ပွဲတဲ့ဝတ်စုံမြန်မြန်သွားယူလိုက် အေးအေး ဟေးမိုးရီတားစီဖို့ဖနက်ကိုမြန်ပြင်ထားပွဲလုပ်ဖို့လေအကောင်းဆုံးဟိုတယ်ဆိုတဲ့နေရာကိုပြင်ထားလိုက် ကြားကြလားဟေး ငါရဲ့သားကအထက်ကတည်တယ်အခုရှင်တယ်အထက်ကပျောက်တယ်အခုပြန်တွေ့ပြီငါတို့အကြီးအကျယ်ဖျားသခင်ကိုချီးမွမ်းပြီးပွဲလုပ်ဖို့ပြင်ကြရဲ့ ဒီဘာမှာရှာမရှာမေရနေမနိုင်မရပါလူသားတရားဖခင်တရားသူကြောပေါ်နေနေကဒီကေဆိုရင်ဒုများတွေနေရိတ်ဖွယ်တနေဝေတနေထွယ်လို့ရှာဖွေကြွေခဲ့ဖေးမြတာလူသားတွေဖခင်ဒီတာအေးမြတာရေကြီးမြဲနူလာတဲ့ရတခုမှနာခိုစေခဲ့တဲ့ဒီတဲ့စင်နာတာတွေပြောရရင်မကုန်နိုင်ပါတဲ့အဖေကိုမြင်ရောက်တိုင်းမြဲရဲ့ကဝိုင်းငါရဲ့ဘဝငါရဲ့လာကိုရှင်ပန်းစေခဲ့တဲ့ဂျေဇုဆာလို့မကုန်အရေးမခိုးလုံးနေရစေကဘာတီးတဲ့လေသူရဲ့ချစ်မြေ သားသမီးတို့သခင်ဖျား၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်လော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားတော်အမှုဖြစ်၏မိဘကိုယိုသေးစွာပြုလော့ဤပြည့်ညတ်တော်ကသင်သည်ပြီးတော့၌ကောင်းစား၍အသက်တာရှည်မိအကြောင်းဟူ၍ဂတိတော်နှင့်ဆိုင်သောပထမပြည့်ညတ်ဖြစ်၏